ကျွန်တော်တက်တာကိုဆွဲပြီးထောင်ရဲ့တကားမကြီးစီကိုတက်မတ်ပဲရှောက်လန်းသွားခဲ့တော့တယ်ထောင်ပိုင်ကြီးလိုက်ပို့တာပေါ့ကျွန်တော်တို့ကိုခေါ်ပြီးကီလိုတောင်းချီလေးလာပါတယ်ဆိုတဲ့ဒုံးကြီးနဲ့ပြည့်ရင်တော့မပြိုလဲနိုင်ဘူးလို့နာမည်ကြီးတဲ့နတ်မောင်တောင်ထောင်ရဲ့တိုက်တေနီရန်လျှက်စစ်တကားမကြီးရှေ့ရောက်တော့ကျွန်တော်ခြေလမ်းကိုရက်လိုက်တယ်ကျွန်တော်တော့ကိုလုံးဝမတောင်းပဲညာဘက်ခြေထောက်ကိုဖြည်းဖြည်းချင်းမြောက်လိုက်ပြီးနားစီတွေကွဲမတက်ပြင်းထန်လာတဲ့ပောက်ကွဲတန်ကြီးတစ်ခုနဲ့အတူတကားမကြီးကကျွန်တော်ရဲ့ချဒီကန်ချက်ကြောင့်လုံးဝလိန်ကောက်ပုံပြတ်သွားပြီးမီတာတော်တော်များများအထီလွန်းထွက်သွားတော့တဲ့ပက်ပက်လေကမျောစင်မြင့်တွေပေါ်ကလက်နက်ကင်ထောင်ဆောင်တွေဟာဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါတနက်နဲ့အော်တိုမချိန်ရဲကြတဲ့အပြင်အကုန်လုံးညီညာနဲ့မတ်တက်ရက်ပြီးအလေးပြုကြတယ်။၃နှစ်ရှိပြီလေလွန်ခဲ့တဲ့၃နှစ်ကဒီလူငယ်လေးဟာအခုလိုနီလန်အတိုင်းတကားကြီးကိုတစ်ချက်ထဲကန်ဖွင့်ပြီးဝင်လာခဲ့တာကိုသူတို့တစ်သက်လုံးမေးနိုင်ကြမှာမဟုတ်တော့ဘူး။နာရီနဲ့ငယ်ကြတော့ကျဲစင်ပင်လယ်ပြင်မြို့ကိုပြန်တတ်မဲ့လေရင်ရဲ့ပထမတန်းမှာပေါ့။အဲ့ဒီအချိန်မှာပဲမီးရွက်ရှင်ကျမနောက်ကိုခိုးလိုက်လာတာလားကျွန်တော်မျက်လုံးဖွင့်ပြီးလှည့်ကြည့်လိုက်တော့အံ့ဩစရာကောင်းတာကစူနေရွှေဖြစ်နေပြန်ရောသူကကျွန်တော်ကိုရန်လိုတဲ့မျက်လုံးဆက်ဆုပ်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေပြီးရှင်ဒီနေ့မှထောင်ကထွက်တာကိုဘာလို့အရှက်မရှိကျမနဲ့လေရင်တစည်းတဲ့အတူတူလိုက်စီးနေရတာလဲကျမဝယ်ထားတဲ့ပထမတန်းနေရာကိုတောင်ဘလို့စုံစမ်းလိုက်သေးလဲမသိဘူးမင်းရောစောကကျမပြောတာမရှင်းသေးဘူးလားငွေ9တန်းလဲပေးပြီးပြီပဲရှင်မဲချိန်ထိလိုက်ပတ်သက်နေဦးမှာလဲလို့အော်တော့တာပဲကျွန်တော်နှုတ်ခမ်းထောက်လေးအနှဲငယ်တွန်းသွားပြီးစူမျိုးသမီးတစ်ဖက်လူကကိုအမြဲဒုက္ခပေးချင်နေတယ်လို့ထင်တဲ့စိတ်ဝေဒနာကလည်းယောဂတစ်ခုပဲနော်လေရင်ပေါ်ကဆင်းရင်အုံနောက်နဲ့အာယုံကြောဌာနမှာတွားပြဖို့အကြံပြုချင်တယ်လို့ပြန်ပြောလိုက်တယ်ရှင်ကျမကိုဆဲရဲတယ်ပေါ့အဲ့ဒီအချိန်မှာပဲလေရင်ပေါ်ကကြီးညာချက်အတန်ထွက်လာတဲ့မိဘပြည်သူများခင်ဗျာကျွန်တော်တို့လေရင်ဟာကျဲစင်ပင်လေအပြင်အပြည်ပြည်ဆိုင်ရာလေစိတ်ကိုစရောက်ပါပြီစူနေရှင်ကကျွန်တော်ကိုကြည့်ပြီးမီယန်လူဆိုတာကိုခြေတော့ကိုသိရတယ်လေဒီတကားဝါကနေထွက်သွားလို့ရှိရင်ဒါကျမနောက်ကိုထပ်လိုက်ရဲသေးရင်ကျဲစင်ပင်လေပြင်မှာရှိတဲ့စူအိမ်တော်ရဲ့အဆက်အသွယ်အင်အားတွေကိုပြလိုက်မယ်အဲ့ဒီအချိန်ကျရင်တော့ရှင်ထောင်ထဲကိုဒုတိယအချိန်ပြန်ဝင်ရလိမ့်မယ်လို့ပြောပြီးတာနဲ့လေရင်တကားဝက်စီကိုလှည့်မကြည့်တန်ထွက်သွားတော့တယ်။ဒါပေမဲ့သူလေရင်ထွက်ပေါက်ကိုရောက်ယုံပဲရှိသေးတယ်ပြတလဲဖြစ်နေတဲ့လေရင်မဲနှစ်ယောက်ကသူ့ကိုတားလိုက်ပြီးစိတ်မကောင်းပါဘူး။မမကြီးရှင်အခုကျဲစင်ပင်လေပြင်လေစိတ်တစ်ခုလုံးကိုပိတ်ဆို့ထားပါတယ်။အပြင်မှာလုံခြုံရေးအဆင့်ကိုအမြင့်ဆုံးအထိမြင့်ထားပြီးထိပ်တန်းလူကြီးလူကောင်းတစ်ယောက်ကိုကြိုဆိုဖို့ပြင်ဆင်နေတာမို့လို့ခဏလောက်စောင့်ဆိုင်ပေးပါရှင်လို့ပြောလိုက်တယ်လေစိတ်တစ်ခုလုံးကိုပိတ်ဆို့ပြီးလူကြီးကိုကျူလေးဟုတ်လားကျဲစင်ပင်လေပြင်မြို့မှာအချမ်းသာဆုံးတထေးကြီးခီးသွားရင်တော့လေစိတ်တစ်ခုလုံးကိုပိတ်ဆို့ရလောက်တဲ့အထိအရှိန်အဝါမျိုးမရှိနိုင်ဘူးစူနီရှင်တယောက်ရင်ထဲမှာအံ့ဩတုန်လုံးနေတော့လေရင်မှုအုပ်စုခေါင်းဆောင်ကကျွန်တော်ရှိကိုအပြေးလေးရောက်လာပြီး90ဒီဂရီဖာကိုင်မျိုးတွတ်နဲ့အယိုးအသေးပေးတယ်သူ့တန်တွေကတုံကြီးနေပြီးဂုံတရေရှိလာတဲ့မစ္စတာ